နွေရာသီမှာစိုက်လို့ကောင်းတဲ့စက်ကူပန်းလေးအကြောင်းကိုပြပြပါမယ်။နေရမ်းပူတဲ့ဒီလိုနွေရာသီမှာအပူရမခံနိုင်တဲ့အပင်တွေဆိုရင်နေလောင်ကုန်တာ၊နွမ်းချောက်ကုန်တာတွေရှိပါတယ်။အထူးသဖြင့်ဒီလိုကြွေပြားတို့တမန်တလင်းတို့ခင်းထားတဲ့နေရာကြီးမှာအပင်တွေစိုက်မယ်ဆိုရင်အောက်ကကြွေပြားရဲ့အပူချိန်ရှိတော့အပူလည်းခံနိုင်ရမယ်။နေပူတာလည်းခံနိုင်ရမယ်ဆိုတဲ့အပင်မျိုးတွေလက်ရှာကြည့်တာစက်ကူပန်းလေးကိုတော့တွေ့ပါတယ်။ online ကနေပဲမှာလိုက်တာစက်ကူပန်းပစ္စည်းလေးတွေရောက်လာပါတယ်။ပြိုးရတဲ့အိတ်မှာ3-4ခိုင်းထိုးစိုက်ထားတာမို့အချို့ခွဲရလွယ်တဲ့အိတ်ထဲကနေအပင်တွေကိုခွဲထုတ်ပြီးတအိုးစီစိုက်လိုက်တာကိုအိတ်ကနေစနအိုးရပါတယ်။အိုးနဲ့ဆိုင်ရင်အပင်ရွယ်စားပုံမူတည်ပြီးအိုးဆိုင်ကိုရွေးချယ်ဖို့ကအရန်အရေးကြီးပါတယ်။အပင်သေးသေးလေးကိုအိုးကြီးနဲ့စိုက်မိရင်အိုးထဲမှာရေဝတ်နေတဲ့မြေတွေများသွားပြီးအပင်အမြင့်ထိခိုက်တတ်ပါတယ်။အဲ့ဒါဆိုအပင်ကိစ္စတုံးသွားပါလိမ့်မယ်။ဒီလိုအိုးနဲ့ခွဲစိုက်ပြီးတိတ်မကြဘူးအပင်တွေကအရွက်တွေဖြာလာပြီးပန်းတွေပွင့်လာပါတယ်။စက်ကူပန်းပင်မှာအဓိကအရေးကြီးတာကရေမွေးစေဖို့ရယ်ရေသိမ့်မလောင်ဖို့ရယ်နေရာကောင်းကောင်းရဖို့ရယ်ဖြစ်ပါတယ်။မြေမှာနိုက်ထရိုဂျင်ဓာတ်တွေများနေရင်ပန်းမပွင့်မဲ့အရွက်တွေပဲများနေတတ်ပါတယ်။ပန်းမပွင့်ဘူးဆိုရင်တော့ရေမလောင်မဲ့3ရက်လောက်အငတ်ထားလိုက်ပါ။အဲ့ဒါဆိုရင်ပန်းတွေပြန်ပွင့်လာပါလိမ့်မယ်ရှင်။